အားလုံးပဲမင်္ဂလာပါဒီနေ့က kitchen exercise 6.1 number 3e ရဲ့ equation လေးကိုဆက်ပြီးတော့ရှင်းပြပါမယ်ဒီနေ့ကဒီလေးကိုတွက်ပြပါတယ်ဒီနေ့ e လေးကိုဆက်ပြီးတော့ရှင်းပြပါမယ်ဒီပေးထားတဲ့ equation ဒီမှာဆိုရင် x square plus y square minus 10h minus 2y plus 29 equal to 0ဆိုတဲ့ equation လေးမှာ circle ဖြစ်လား point လား no graph ဖြစ်လားကိုအရင်ဆုံးဆုံးဖြတ်ခိုင်းတယ်အကယ်၍ဆုံးဖြတ်လို့ရပြီ circle ဖြစ်ခဲ့ရင်ဆိုလို့ရှိရင်ဘာရှာရမလဲ center ရှာရမယ် radius ရှာပေးရမယ် radius ရှာပေးရမယ်အကယ်၍ပထမဆုံးအနေနဲ့ circle ဖြစ်မဖြစ် point လား no graph လားပထမဆုံးအနေနဲ့စတင်ပြီးတော့စဉ်းစားရမယ်ပထမဆုံးအနေနဲ့စတင်ပြီးတော့စဉ်းစားမယ်ဆိုလို့ရှိရင်ပေးထားတဲ့ equation ကိုဘာနဲ့နှိုင်းယှဉ်မလဲ general form နဲ့နှိုင်းယှဉ်မယ် general form က click လို့ရထားပြီးသားပုံသင်နည်းက a square plus y square plus 2gh plus 2fy plus c equal to 0ဆိုတဲ့ equation ကိုရထားပြီရထားရင်ဒီချက်တို့ဘာရှာမလဲဒီ equation ကနေမှ g တန်မိုးတွေ f တန်မိုးတွေ c တန်မိုးတွေရှာမယ် g တန်မိုးတွေ f တန်မိုးတွေ c တန်မိုးတွေဘာအတွက်ရှာရတာလဲဆိုရင်ဒီ general cases of a circle မှာဆိုလို့ရှိရင် g square plus f square minus c ရဲ့တန်မိုးကတွက်ထုတ်လို့ရတဲ့တန်မိုးက0ထက်ကြီးရင်ဘာလဲ circle ဖြစ်တယ်0နဲ့ညီလို့ရှိရင် point လေးဖြစ်တယ်0ထက်ငယ်လို့ရှိရင်အဲ့ဒီ equation မှာ graph မရှိဘူးအဲ့ဒီ ER တွေသိဖို့အတွက်ဘာတွေရှာရမလဲ g တန်မိုးတွေ f တန်မိုးတွေ c တန်မိုးတွေကိုပထမဆုံးရှာရမယ်ပထမဆုံးရှာရမယ်ဆိုတော့ a square plus y square 2g ကဘာနဲ့ညီမလဲ minus 10နဲ့ညီမယ် 2g equal to minus 10ဒါကြောင့်မလို့ g equal to minus 5ဒီဘက်ကလည်း 2f equal to minus 2 f equal to minus 1အဲ့လိုပဲ c equal to 29ဆိုတဲ့အဖြေလေးကိုရမယ်ဒါကြောင့်ဒီချက်တို့ဘာနဲ့နှိုင်းယှဉ်မလဲ g square plus f square minus c ဆိုတာလေးကိုတွက်ထုတ်မယ် g square minus 5 the whole square plus minus 1 the whole square minus 29 25 plus 1 minus 29ဖြေပါရမလဲ minus 3လူထက်ငယ်လဲ0ထက်ငယ်0ထက်ငယ်ပြီဆိုကြတဲ့ဒီ equation လေးမှာ graph မရှိတော့ဘူးဒါကြောင့်မလို့ so the equation has no graph ဆိုတဲ့အဖြေလေးကိုရရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီချိန်နောက်နေ့နံပါတ် E F လေးကိုဆက်ပြီးတော့